ဒီနေ့မှာတော့ကျွန်တော်က motivation ရရေးကြည့်တာ discipline ရရေးကြည့်တာဆိုတဲ့ဒါအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ် motivation ဆိုတာကျတော့ကျွန်တော်တို့တခုခုလုပ်ချင်စိတ်ဖြစ်ပေါ်လာအောင်တွန်းအားပေးတဲ့စိတ်လှုပ်ရှားမှုတစ်ခုကိုပြောတာဥပမာညဘက်မှာစိတ်ကူးရင်လိုက်ပြီးတော့မနှက်ကြလို့ရှိရင်အစားလုံးမယ်အားကစားလုပ်မယ်ဆိုပြီးတော့တက်ကြနေတဲ့စိတ်အခြေအနေမျိုးကိုပြောတာဒါပေမဲ့ motivation ရဲ့အားနည်းချက်ကသူကရေရှည်မခံဘဲနဲ့စိတ်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့အများကြီးပြောင်းလဲနိုင်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော် discipline ဆိုတာကျတော့စီကံကိုပြောတာစီကံဆိုတာကျတော့စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလှုပ်တင်တာကိုကျွန်တော်ကဇွဲရှိရှိနဲ့ဆက်လုပ်တဲ့စနစ်တစ်ခုကိုပြောတာကားတစ်စီးနဲ့ဥပမာပြောရမယ်ဆိုရင် motivation ကအစပြောပေးတဲ့ engine ဆိုရင် discipline ကကျတော့ခီးဆုံးထိအောင်မောင်းနေပေးတဲ့ဘိန်းတွေလိုပဲလူတော်တော်များများကျတော့ motivation ရှိတယ်ခဏတော့စိတ်လှရှားပြီးတော့လုပ်တတ်ကြတယ်ဒါပေမဲ့ပြန်ပြီးတော့ကောက်ရုံးပြီးတော့ပြန်ငြိမ်းသွားတယ်ဆိုတာအဲ့ဒါကျတော့ motivation ပဲရှိပြီးတော့ discipline မရှိတာပေါ့နော်အဲ့တော့ဗျာကျွန်တော်တို့က motivation ဆိုတာကြတော့ကိုယ့်ရဲ့မီးစာလိုပဲလောင်စာခုံရင်ဒါငြိမ်းသွားတတ်တဲ့သဘောရှိတယ်တကယ်အောင်မြင်ခြင်းနဲ့ရလက်ကောင်းနဲ့ရခြင်းနဲ့ဆိုလို့ရှိရင်စိတ်ပါတဲ့နေ့ရောစိတ်မပါတဲ့နေ့ရောပုံမှန်လုပ်ဖြစ်နေအောင် discipline ဆိုတဲ့ long term system တခုကိုတည်ဆောက်ထားဖို့လိုအပ်ပါတယ် motivation ရဲ့အဓိကအားသာချက်ကသူက initial momentum ရှိတာပေါ့နော်ကနဦးအချိန်ဟောကောင်းတယ်ကျွန်တော်တို့ရဲ့ဒါစိတ်ထဲမှာဒီလောက်ကိုဘာကြောင့်လုပ်ရလဲဆိုတဲ့ vision တွေကိုသူက modify လုပ်ပေးရပါပေါ့နော်တောက်ပအောင်သူကဖန်တီးပေးတယ် motivation ဆိုတာကြတော့ကျွန်တော်တို့ရှိမှချက်ကိုစတင်ပြေးထွက်ဖို့အတွက်ဒါ initial momentum ပေါ့နော်ကနဦးအချိန်ကိုတစ်ခုလို့ပြောလို့ရတယ်သူကကျွန်တော်တို့ရဲ့စိတ်ထဲမှာဘာကြောင့်ဒီလောက်ကိုလုပ်တာလဲเนาะအဲ့လို vision ကိုပို့ပြီးတော့တောက်ပလာအောင်ပို့ပြီးတော့ modify လုပ်ပေးရပါတော့သွားနေကြလမ်းဟောင်းကနေရုံထွက်ဖို့အတွက်လည်းဒါလိုအပ်တဲ့စွမ်းရည်တွေကိုပံ့ပိုးပေးတယ်အထူးသဖြင့်တော့ကျွန်တော်တို့အလုပ်တစ်ခုခုကိုစလုပ်တဲ့အချိန်မှာ early stage မှာ motivation လိုတယ်ဘာလို့လဲဆိုတော့တစ်ခုခုကိုအသစ်စဖို့အတွက်ဆိုကျွန်တော်တို့ကအခက်ခဲနေတတ်တယ်မလုပ်ချင်တာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုအချိန်မှာ motivation ရှိတဲ့လူကစပြီးတော့လှုပ်ဆောင်နိုင်တယ်ပေါ့နော်နောက်ထပ်အားသာချက်တစ်ခုကကျတော့ motivation ကသူကစိတ်ခံစားမှုဆိုင်ရာတွန်းအားပေးတယ်စိတ်လှုပ်ရှားတက်ကြွနေတဲ့အချိန်ဆိုရင်ကျွန်တော်တို့အုံတော်ကပို့ပြီးတော့ဒါဖန်တီးနိုင်စွမ်းနေရှိတယ်ပင်ပန်းမှုတွေကိုလည်းခဏတာမေးလျော့တတ်တယ်ပေါ့နော်ဒီလိုမျိုးစိတ်တက်ကြွမှုတွေအားမှာတဆင်ကိုယ့်ကိုယုံကြည်မှုတွေတိုးလာပြီးတော့မဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကိုတော့ဖြစ်နိုင်တယ်လို့မြင်လာအောင်စွမ်းဆောင်နိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့က motivation ဆိုတာကြတော့ကျွန်တော်တို့ခီးအစတစ်ခုမှာမီးစာလေးတစ်ခုလိုပဲလိုအပ်တယ်ပေါ့နော် motivation ရဲ့အဓိကအားနည်းချက်ကသူကစိတ်အခြေအနေပုံမှာပဲမူတည်နေတာစိတ်ကြည်ရဲ့အချိန်ဆိုတော့ဘာမှမစိုးလို့အဆင်ပြေတယ်စိတ်ညစ်စရာလေးတစ်ခုခုကြုံလိုက်တာနဲ့ဒါဘာမှမလုပ်ချင်တော့အဲ့လိုမျိုးဖြစ်သွားတယ်အဲကြောင့်မလို့ကျွန်တော်တို့က motivation တစ်ခုတည်းကိုပဲအားကိုးနေမယ်ဆိုရင်အလုပ်တွေကလည်းပုံမှန်မရှိတော့ဘဲနဲ့စိတ်ပိုင်းအလုံးအပိုင်းမလုပ်နဲ့ဆိုတဲ့ဒီတန်တရားထဲမှာလဲနေပြီးတော့ဒါ consistency မရှိဘဲဖြစ်သွားတတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ motivation ဆိုတာ failure တစ်ခုခုနဲ့ကြုံလိုက်လို့ရှိရင်အရန်ကိုပြိုလဲတာလွယ်တယ်အထူးသဖြင့်ဒီဘက်ခေတ်မှာဆိုရင် social media ပေါ်မှာသူများတွေအောင်မြင်နေတဲ့ video တွေကိုကြည့်ပြီးတော့ဒါ motivation ဖြစ်တာတွေတော့ဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုးပေါ့နော် inspiration video တွေကြည့်တာများလာလို့ရှိရင် video ကြည့်တော့ခဏမှာတော့ဒါ motivation ဖြစ်တာတွေဖြစ်တတ်တယ်ဒါပေမဲ့video ပိတ်သွားတဲ့အချိန်မှာဒါဖုန်းကိုလက်ကချလိုက်တဲ့အချိန်မှာဆိုရင်တုံညပြန်ဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်တကယ်လက်တွေ့ဘဝမှာအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါဒီလိုမျိုးmotivation တွေကခီးဆုံးအထိကိုခေါ်ဆောင်မသွားနိုင်ဘူးဆိုတာကိုဒါသတိပြုဖို့လိုအပ်တယ် discipline ရဲ့အကြီးမားဆုံးအားသာချက်ကဘာလဲဆိုတော့ဒါကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေကိုလိုလျောက်ဖြစ်သွားစေမယ် habit ဖြစ်ပြောင်းလဲစေတယ်ပေါ့နော် motivation လိုမျိုးစိတ်ပါမှလောက်တာမျိုးမဟုတ်ဘဲနဲ့ဒီနေ့ဒီအချိန်မှာဒါကိုလုပ်ရမယ်ဆိုတဲ့ consistency ကိုပြီးဆွမ်းနိုင်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒါ compound effect လို့ခေါ်တယ် compound effect ဆိုရင်ကျတော့တနေ့ကို 1% လောက်ပဲစူးစမ်းတော့အရတရားဖြစ်လို့ရှိရင် 100% အဲ့လိုမျိုးပေါင်းသွားတာမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒါ compound effect လို့ခေါ်တယ်နောက်တစ်ချက်ကကျတော့ discipline ရှိခြင်းကကျွန်တော်တို့ဒီ stress တွေကိုအများကြီးလျှော့ချစေတယ်ဒီနေ့ဒီအချိန်မှာဒါကိုလုပ်ရမယ်ဆိုတော့ဒါ schedule ချထားတဲ့အတွက်ကြောင့်မလို့ဆုံးဖြတ်ချက်ချတဲ့နေရာမှာစိတ်ပင်ပန်းမှုကိုဒါ short ချပေးတယ်အဲအကြောင်းမလို့စီကန်းရှိတဲ့လူတယောက်ကဒါအလုပ်တွေကိုလည်းပို့ပြီးတယ်ပို့ပြီးတော့လည်းရလက်ကောင်းတွေထွက်တယ်ပေါ့နော် discipline ရဲ့အဓိကအားနည်းချက်ကဘာလဲဆိုတော့သူကအစဖို့ခက်တာပေါ့နော် motivation လိုမျိုးစိတ်လှုပ်ရှားသွားတာမျိုးမဟုတ်ပဲနဲ့ပြင်းတဲ့စိတ်ကိုအမြဲတမ်းအန်တုပြီးတော့လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့စောပိုင်းကာလတွေမှာတော်တော်လေးစိတ်ပင်ပန်းရတယ်အထူးသဖြင့်လုံးဝမလုပ်ချင်တဲ့အချိန်တွေမှာလုံးဝမလုပ်ချင်တဲ့နေ့တွေမှာဆိုရင်စက်ရုပ်လိုမျိုးလုံနေရတဲ့အတွက်စိတ်ပင်ပန်းစရာတွေစိတ်တက်ကြစရာတွေတော့ဖြစ်တတ်တယ်နောက်တစ်ချက်ကကျတော့ discipline ဆိုတာကျတော့ပြင်းမှုအများနဲ့တိုက်ဖြတ်နေရတဲ့စစ်ပွဲတစ်ခုလိုပဲ motivation မရှိတဲ့နေမျိုးတွေမှာဆိုရင်စီကံအောင်ပဲအားကိုးနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်မှာခိုင်မာတဲ့ system တွေရှိထားဖို့လိုအပ်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့က discipline ကိုပဲအားကိုးမယ်ဆိုရင် discipline ကတော့ဒါအားကောင်းတဲ့လမ်းတစ်ခုပဲဒါပေမဲ့သူ့ကိုထိန်းဖို့အတွက်ဆိုရင်စိတ်တက်ကြံ့ခိုင်ဖို့
web power အစမပြတ်လိုအပ်တယ်ပေါ့နော်လက်တွေ့မှာဥပမာကြည့်မယ်ဆိုရင် motivation နဲ့ discipline ရဲ့ကွာဟာချက်ကအများကြီးရှိတယ်ပေါ့နော်ဂျင်ဆော့တာကိုဥပမာအနေနဲ့ကြည့်မယ်ဆိုရင်အစပိုင်းမှာတော့ဒါအကျမ်းမှကျင်လို့ခန္ဓာကိုယ်လှကျင်လို့ဆိုတော့ motivation နဲ့ဆော့ကြတယ်တပတ်လောက်ကြာတဲ့အခါမှာကိုယ်တွေလက်တွေနာတဲ့အခါမှာအဲ့ဒီ motivation တွေကပျောက်သွားအဲ့ဒီအချိန်မှာကျွန်တော်တို့ဂျင်ကိုစောက်သွားဖြစ်နေအောင်တုံးအောင်ပေးတာ discipline ပဲအဲ့လိုပဲ career ဘက်မှာလည်း digital marketing project တစ်ခုကိုစတဲ့အချိန်မှာစိတ်ကူးစိတ်သန်းကောင်းနေတာတက်ကြွနေတယ် motivation ဖြစ်နေရပေါ့နော်ဒါပေမဲ့ရေရှည်မှာ client ရဲ့လိုအပ်ချက်ကိုအချိန်မီအောင်ဖြည့်ဆည်းပေးဖို့ဆိုရင် discipline ကအရေးကြီးတာပြန်ရောသင်ယူလေ့လာတဲ့အပိုင်းမှာဆိုရင်အင်္ဂလိပ်စာသင်တာပဲဖြစ်ဖြစ် marketing strategy အသစ်တစ်ခုကိုလေ့လာတာပဲဖြစ်ဖြစ်အဲ့လိုမျိုး skill building လုပ်တဲ့အခါမှာလည်းတနေ့တည်းတညတည်းနဲ့တက်သွားတာမျိုးဆိုတာလုံးဝမရှိဘူးเนาะအဲ့လိုမျိုးတနေ့ကိုနည်းနည်းချင်းစီဖြည့်ဆည်းရေးလေးလာရင်းနဲ့ပဲအဲ့လိုမျိုးကျွမ်းကျင်တဲ့ expert တယောက်ဖြစ်သွားတာမျိုးပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အောင်မြင်တဲ့လုပ်ငန်းရှင်ပဲဖြစ်ဖြစ်ကျွမ်းကျင်တဲ့ expert ပဲဖြစ်ဖြစ်သူတို့ကဒါအစပိုင်းမှာတော့ဒါ motivation တွေနဲ့လုပ်ကြတယ်တကယ်အောင်မြင်အောင်ရလက်ကောင်းတွေရအောင်ဆိုရင်တော့ဒါ discipline တွေ system တွေနဲ့ဒါလုပ်ကြတယ်ပေါ့နော်စိတ်ပညာရှုထောင့်အကြည့်မှဆိုရင် motivation ဆိုတာအုံနောက်တွေက dopamine ထွက်တာပဲကျွန်တော်တို့တခုခုဟိုအောင်မြင်တော့မယ်လို့ဒါစိတ်ကူးရင်လိုက်တဲ့အခါဒါမှမဟုတ် reward တစ်ခုကိုမြင်လိုက်တဲ့အခါမှာကျွန်တော်တို့အုံနောက်တွေက dopamine တွေကထွက်လာတယ်ဒါပေမဲ့ပြဿနာအဲ့ဒီတက်ကခဏပဲခံပြီးတော့ပျောက်သွားတတ်တယ်အဲ့ဒီအစားကျွန်တော်တို့ကဒါအလေးကျင်ကောင်းတွေကိုတိစောက်ထားဖို့လိုအပ်တယ်ပေါ့နော်အလုပ်တစ်ခုကိုလုပ်ဖို့အတွက် motivation ကိုစောင့်မနေပဲနဲ့ဒီအလုပ်ကိုဒီအချိန်မှာလုပ်ရမယ်ဆိုတဲ့အချက်ပေးချက်တွေလှုပ်ဆောင်ချက်တွေပြီးလို့ရှိရင်အဲ့ဒါလုပ်ပြီးတဲ့အချိန်မှာreward ကို reward ပေးတာပေါ့နော်ဆုလက်ပေးတယ်ဆိုတော့အဲ့လိုပတ်လန်းကြောင်းလေးတစ်ခုဖန်တီးလိုက်တာကြတော့နေ့စဉ်မှာအလုပ်ကိုဒီ emotion မှာပါပဲနဲ့လှုပ်ဖြစ်သွားတယ်ဆိုတော့နီလန်းကောင်းလေးတစ်ခုပေါ့နော်ရေရှည်မှာအောင်မြင်ဖို့အတွက်အဓိကကျတဲ့ပုံသင်နည်းအားကြတော့ motivation ရတော့လိုတယ် motivation ကကနဦးအချိန်ဟုံးအနေနဲ့လိုတယ်ဒါမှမဟုတ်ခီးဆုံးထိမောင်းနေဖို့ဆိုရင် discipline ရလည်းလိုအပ်တယ်ပေါ့နော် motivation ဆိုတာကြတော့ကျွန်တော်တို့ကဒါအစပြောရုံစိတ်လှုပ်ရှားမှုတသက်ဖြစ်တဲ့အတွက်တကယ်လက်တွေ့နေပင်မှာတော့ဒီအလုပ်တစ်ခုကိုအောင်မြင်အောင်ပြီးစီးဖို့ဆိုရင် system တွေ discipline တွေwell power တွေဒါတွေကပို့လိုတယ်ပေါ့နော်စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေကိုသွားခြင်းနဲ့ပန်းနိုင်အတွက်လိုအပ်တဲ့အလုပ်တွေကိုစနစ်တကျလှုပ်ဆောင်ခြင်းဟာပဲဒါအောင်မြင်မှုရဲ့အခြေခံအုံမြင့်ဖြစ်တယ်ဆိုတာကိုဒါပြောချင်တယ်ပေါ့နော်အသက်20ဝန်းကျင်လူငယ်တွေအတွက်ဆိုရင် discipline အားကောင်းဖို့ဆိုရင်အကြီးအစားလုပ်ဆရာမလို့ဒါ morning routine ကောင်းကောင်းတစ်ခုကိုဖန်တီးဖို့အတွက်အကြံပြုတယ်မနက်ခင်းအိမ်ရထားတဲ့ကျွန်တော်ကဖုန်းကိုတန်းကိုင်းရမှာမဟုတ်ပဲနဲ့ဒါကိုယ့်အတွက်အကျိုးရှိစေမယ်ပေါ့နော် sport daily test လေးတွေကိုလုပ်တာဥပမာအိမ်ရသိမ်းတာရေတစ်ခွက်တောက်တာနော်9မိနစ်လောက်စာဖတ်တာမျိုးအဲ့လိုမျိုး sport test လေးတွေကိုလုပ်ကြည့်ပေါ့နော်အဲ့လိုမျိုးသိငယ်တဲ့အောင်မြင်မှုလေးတွေကကိုတနေ့လုံးလုပ်ရမယ်အလုပ်အကြီးကြီးတွေအတွက်ကိုဆက်လုပ်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်နောက်ထပ်ရေးကြည့်တာတစ်ခုကကြတော့ကိုယ့်ရဲ့ environment design ကိုပြောင်းလဲတာ accountability partner တယောက်ကိုရှာတာပေါ့နော်ကိုကစာဖတ်ခြင်းနဲ့ဆိုရင်စာအုပ်ကိုမြင်သာတဲ့နေရာမှာထားတာမျိုးဖုန်းကို short ခြင်းနဲ့ဆိုရင်ဖုန်းကိုအဝေးမှာထားတာမျိုးအဲ့လိုမျိုးကိုယ်ပိုင်စည်းကမ်းလေးတွေတိစောက်ထားတယ်အဲ့ဒါပြင်ကိုလိုပဲတိုးတက်ခြင်းနဲ့တငယ်ချင်းတွေမိတ်ဆွေတွေနဲ့အတူတူမိတ်ဖွဲ့ပြီးတော့ပန်းတိုင်းကိုအတူတူချတာမျိုးကအဲ့လိုမျိုးတယောက်ကိုတယောက်အပြန်လဲဆန်းစစ်ပေးတာမျိုးကတယောက်တည်းရုန်းကန်နေတာနဲ့စားလို့ရှိရင်ပို့ပြီးတော့ခီးပေါက်စေတယ်လမ်းမချော်သွားအောင်လည်းအချင်းချင်းထိန်းချောင်းပေးတာမျိုးဖြစ်စေတယ်ပေါ့နော်ဒီကောင်ကြောင့်အနေနဲ့ပြောရမယ်ဆိုရင် motivation ဆိုတာကြတော့အလုပ်တစ်ခုစဖို့အတွက်လိုအပ်တဲ့လောင်စာလိုပဲစိတ်ကူးစိတ်တန်းကောင်းတွေဖော်ထုတ်တဲ့အခါထားအောင်မိုဘိုင်းနိုင်အသစ်တွေချမှတ်တဲ့အခါမှာအပြည့်အဝသုံးချလို့ကောင်းတယ်ဒါပေမဲ့ခီးဝေးသွားဖို့အတွက်ဆိုရင် discipline ဆိုတဲ့ engine ကိုတိစောက်ထားဖို့လိုတယ်အဲ့ဒီအတွက်အကောင်းဆုံးနည်းလမ်းကကြတော့30 day consistency challenge ပဲရက်30စိန်ခေါ်မှုပေါ့နော်အဲ့ဒါကြတော့ကိုယ့်ကိုပန်းနိုင်တစ်ခုသတ်မှတ်တာတလပန်းနိုင်တစ်ခုသတ်မှတ်တာတလအတွင်းမှာစိတ်ပါတိဖြစ်စေမပါတိဖြစ်စေဒီလောက်ကိုအနေတိုင်းလုပ်မယ်ဆိုတော့ကိုယ့်ကိုဂတိပေးပြီးတော့စီကံကိုအစပြုတ်လိုက်တာပေါ့နော်ကျွန်တော်ပြောချင်တဲ့ message ကကြတော့ don't chase motivation pay discipline ပေါ့နော်motivation တော့ကိုမလိုက်နဲ့စီကံကိုတိဆောက်ဆိုတဲ့ message ကိုပေးချင်တာစိတ်ပါတဲ့အချိန်ကိုထိုင်ဆောက်နေတာကြတော့ကိုယ့်ရဲ့အောင်မြင်မှုကိုကံကြမ္မာလက်ထဲထည့်ထားသလိုပဲတကယ်အောင်မြင်နေတဲ့သူတွေကကြတော့စိတ်တက်ကြနေတဲ့အချိန်မှာလည်းသူတို့ရဲ့ system အတိုင်းသူတို့ရဲ့ discipline အတိုင်းကိုရှေ့ဆက်သွားနိုင်ကြလို့ထိတ်ဆုံးကိုရောက်သွားတတ်ကြတာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီနေ့ဆက်ပြီးတော့ motivation နောက်ကိုမလိုက်ဘဲနဲ့ discipline တွေကိုခိုင်ခိုင်မာမာတိစောက်ထားကြပါလို့တိုက်တွန်းချင်ပါတယ်နော်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုsubscribe လေးလုပ်သွားပါအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ